ဒီနေ့မှာတော့ကျွန်တော်ဂိတ်တစ်ခုစော့ပြမှာပဲဒီကောင်လေးကိုဒီလိုတောက်ရပါမယ်ဟိုကောင်တော့လဲအားတောက်ရမှာပါတဲ့ကျွန်တော်ညီမလေးခလက်ဟေးရတယ်ငါခလက်ဖလေအိုးမလဲဘူးကွာငါတော့ဆဲလာနင်းမင်းဖလေအခုဒီဘက်တော့အမရောဟာမချင်တဲ့နေလို့လေအခုကတော့ကျွန်တော်လာလို့မလဲဒီကဘူးလေကာယမ်ထီမလားမထီဘူးလားအိုးမထီဘူးကွာထီအောင်လို့အဲ့ဒီရေခွက်အာအဲ့ဒီအပိုင်းအရေခွက်ရတော်တော်လေးဝေးလို့အကြည့်တယ်ဗျကဲတောင်းမဝေးဟာမထီဘူးဟဲ့အဲ့လိုမလုပ်ရဘူးလေကိုအဲ့လိုမတော်လိုက်ရဘူးလေ ဒီလိုတော်မရမလဲ အေးအဲ့လိုကိုတော့ပေါ့ဟာ မော်လေဒီနို့တော့တိုင်မြလေဒီနို့အရှိန်နဲ့မရတာဒီနို့အရှိန်နဲ့ခဏကြောက်ကိုမဲဒါလေခလန်းနေကြပြီဒါလေခဏနဲ့တော့အိုက်မဲချီရှူဟိုက်အဲ့ဒါမှချေရှူကွာဟာလာမချစ်ချူကွာအာလေးပဲနော်ဝါအေးကွာလာတူကွာအာအနေလာလိုက်တော့ကွာအဲ့လိုလုပ်ပါအဲ့လိုအာလင်းကွာရနမလေးလုံးမလေးဒီလာပါ